ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လူသားအားလုံးနဲ့သက်ဆိုင်တဲ့အကြောင်းအရာတစ်ခုကိုကျွန်တော်လာပြောပြမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်လောကမှာလူပြည့်လို့ဖြစ်လာရင်အကုန်လုံးကစီးပွားရေးကောင်းမှငွေဝင်မှအဆင်ပြေမှာလေเนาะကျွန်တော်တို့လေနဲ့အသက်ရှူတာမှန်မှန်ငွေမရှိရင်လည်းအသက်ရှင်ဖို့မလွယ်ဘူးเนาะအဲဒါကြောင့်မလို့ကျွန်တော်တို့ငွေရဖို့လည်းလိုတယ်အဲ့လိုငွေရဖို့အတွက်မှာကျွန်တော်တို့ဒါပေမဲ့လူကတော့အမျိုးမျိုးဖော်ပုံရှိတာပေါ့နော်ယုံကြည်တဲ့လူရှိတယ်လို့မယုံကြည်တဲ့လူရှိတယ်ဒါပေမဲ့တခုတော့ကျွန်တော်ပြောပြမယ်ဘယ်ရပဲလို့ယုံကြည်မှုပြည့်နေတာတော့အစွမ်းထက်တယ်အဲ့ဒါကျွန်တော်ပြောချင်တာဘာဖြစ်လို့လဲဆိုတော့ဒါကြုံမှုတဲ့လူတွေလည်းသိကြမှာအခုကျွန်တော်လာပြောပြရဲဆိုတာလည်းပြောမဆိုရင်အားလုံးတည်ထားတဲ့ထင်လို့ကျွန်တော်လာပြောပြရတာပေါ့နော်ကျွန်တော်ပြောလို့ပဲတေးဝိုင်းကျွန်တော်ဘာမှယူသွားလို့မရအဲ့တော့ကျွန်တော်မသိခင်မှာကျွန်တော်တည်တဲ့တက်လေးနဲ့ကျွန်တော်ကုလို့လေးလုပ်ချင်တာပေါ့အဲ့လိုပေါ့ကျွန်တော်လာမျှဝေတာပေါ့နော်အခုကျွန်တော်ပြောပြမှာကကျွန်တော်တို့ဘယ်လိုဖြစ်ပေါ့နော်ဘယ်လိုလုပ်ငန်းမျိုးမဆိုအသုံးပြုလို့ရတယ်နော်ဘယ်လိုစေးပဲရရအောင်ဘာပဲလဲလို့ကားပဲမောင်းဘာပဲလဲလို့ပေါ့နော်ဟိုမှာဘယ်လိုလုပ်ငန်းဘယ်လိုစာမျိုးမဆိုလုပ်လို့ရတယ်အဲအကြောင်းကျွန်တော်လာပြောပြတာအဓိကကနေနဲ့ကိုဆောင်ရမယ့်အရွက်နဲ့ကိုင်းညီဖို့ပဲလိုတယ်အဲ့ဒါလူတော်တော်များမသိကြဘူးကျွန်တော်သိတဲ့လူနည်းမယ်အဲ့ဒီအချက်ကအဲ့ဒါကြောင့်ကျွန်တော်လာပြောပြတာပေါ့နော်ကျွန်တော်ခုပြောပြမယ်တနင်္ဂနွေနေ့ဆိုလို့ရှိရင်တနင်္ဂနွေနေ့ဒါဖြစ်သမီးဖြစ်မနော်ယောက်ျားဖြစ်မိန်းမဖြစ်ဩဇာရွက်ကျွန်တော်ဩဇာရွက်ဆောင်နော်ကျွန်တော်တနင်္လာနေ့ကလေးကျတော့ခရီးပန်းသို့မဟုတ်ခရီးရွက်နော်တနင်္လာခရီးနဲ့ကံကောင်းနဲ့အင်္ဂါကလေးကျတော့နှင်းစီရွက်နော်နှင်းစီပန်းမဟုတ်အရွက်နှင်းစီပန်းအရွက်နော်အရွက်အဲ့ဒီအရွက်ကိုဆောင်ကံကောင်းမှာနော်ဘောရူကြတော့ကျွန်တော်တို့တပီရွက်နော်ကျွန်တော်တပီရွက်ကိုဆောင်ဘောရူကကြာတာပရိကြတော့စပယ်ရွက်နော်စပယ်ရွက်ကိုဆောင်တောက်ကြတော့တနက်ခါရွက်သို့မဟုတ်တနက်ခါရွက်မရှိဘူးဆိုရင်ပန်းမျိုးများသူကပဲပန်းအရွက်ဖြစ်ရတယ်နော်တောက်ကြတာကလေးကြတော့စနေကြတော့အုံရွက်နော်အုံရွက်မရှိရင်ထန်းရွက်အဲ့မျိုးပေါ့အုံရွက်လည်းရထန်းရွက်လည်းရာဟုဘုဒ္ဓဟူညမွေးတဲ့လူကြတော့ကန်းခေါ်ရွက်နော်အဲ့ဒါတွေကတုတ်နေနိုင်တဲ့သူပြောမလို့ကျွန်တော်တရားတက်ဆင်းတဲ့ပုံမျိုးပေါ့ကျွန်တော်လက်လာပါခေါ်တာ